ကဲဒီကနေ့မှာတော့ကျွန်တော်ရဲ့ oyster အစိမ်းစားနည်းလေးကို sharing လုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော် oyster စားအောင်မယ်ဆိုရင်အရင်ဆုံးဒီ oyster အသားနဲ့အခွံနဲ့ကတ်နေတာလေးကိုကွာဝအောင်လို့ခင်းလေးနဲ့ထိုးပြီးဖြတ်လိုက်ပါတယ်ဒီလိုမျိုးဖြတ်ပြီးတော့ကွာဝါပြီဆိုတော့မှကျွန်တော်ကြိုက်တဲ့ဒီအပေါ်ကနေ Thai sauce လေးပေါ့နော် Thai sauce လေးကိုစမ်းပြီးတော့ခင်းလေးနဲ့ထိုးပြီးတော့တခါတည်းစားလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာခါတိုင်းကတော့အများတန်းလီမွန်ညှစ်ပြီးစားနေကြပေမဲ့ဒီနေ့ Irravati မှာဒီ Thai sauce လေးပေးထားတာနဲ့ကျွန်တော်အပြောင်းလေးဖြစ်သွားအောင်ဆိုပြီးတော့ Thai sauce လေးကိုစမ်းပြီးတော့ခင်းလေးနဲ့ထိုးပြီးစားလိုက်တာအရင်စားလို့ကောင်းပါတယ်oyster အစိမ်းစားတဲ့ခါမှာဆိုလို့ရှိရင်လည်းဒီလိုမျိုးပေါ့နော်ပြလဲလဲလေးနဲ့ဆူဆူလေးကအရန်ကောင်းပါတယ်အဲ့လိုဝါပြီးတော့ခြောက်နေရဆိုလို့ရှိရင်ကတော့ oyster ကမလတ်ဘူးပေါ့နော်အဲ့လိုဟာမျိုးကတော့ကျွန်တော်ကတော့မစားပါဘူးရှောင်ပြီးတော့စားပါတယ် oyster အစိမ်းစားရင်တံပြာသီးနှစ်စားတာတဲ့ကျွန်တော်ဒီလိုမျိုး Thai sauce တွေကြက်သွန်အနီကြော်တွေနဲ့စားရတာကိုကျွန်တော်ပို့ပြီးတော့ကြိုက်ပါတယ်ဒီတစ်ခုကတော့ဘိုးဆန်ဆန်လေးခွက်လိုက်လေးမော့လိုက်မှာပေါ့နော်စားလို့အရန်ကောင်းပါတယ်တချို့ oyster တွေကအညီနဲ့အရန်ပြင်းတော့ပါဇက်ထဲမှာအညီအရသာပြေဝအောင်ဆိုပြီးတော့ဒိန်မော်ရေးဒါမှမဟုတ်လို့ရှိရင်ဝိုင်လေးတောက်ပေးတာ oyster နဲ့အရန်ကိုလိုက်ဖက်ပါတယ်ခင်ဗျာစားလို့အရန်ကောင်းပါတယ်